148ခုမြောက်စာလအပိုင်ငယ်12 13 14เนาะSaturday 147ข้อ12 13 14အိုးဂျေရုဆလင်မြို့ထာဝရဘုရားကိုချီးမွမ်းလော့အိုးဇီယုန်မြို့သင်၏ဘုရားသခင်ကိုချီးမွမ်းလော့အကြောင်းမူကားသင်၏တကားကန့်လန့်ကိုခိုင်မာစေ၍သင်၏အထဲမှသားသမီးများကိုကောင်းကြီးပေးတော်မူ၏သင်၏ပြည်စွန်းပြည်နားမှအမှုအရေးကိုငြိမ်းစေ၍အကောင်းဆုံးသောစပါးနှင့်သင်ကိုဝစွာကျွေးတော်မူမည်เนาะကျွန်တော်တို့ဖခင်သားသမီးတွေအခြေအနေဘယ်လိုပဲရှိနေပါစေเนาะဖခင်သခင်နဲ့အတူအမြဲတမ်းမွေ့လျော်ပြီးဖခင်ရဲ့လှုပ်ဆောင်မှုကိုဝန်ခံတတ်ဖို့လိုတယ်ဖခင်သခင်ကျွန်တော်တို့မိသားစုကျွန်တော်တို့အတိုင်းဝိုင်းကျွန်တော်တို့လုပ်ငန်းကျွန်တော်တို့ရဲ့เนาะအမှုတော်ဆောင်လုပ်ငန်းတွေပေါ်မှာဘုရားသခင်ဘယ်လိုပြင်ဆင်လဲကျွန်တော်တို့အသက်တာမှာကြုံတွေ့ရတဲ့ပြဿနာအခက်အခဲတွေဒုက္ခတွေရင်ဆိုင်ရတဲ့အရာတွေပေါ်မှာကျွန်တော်တို့စိတ်ခံစားခြင်းနဲ့မသွားတော့ဘဲနဲ့အရာရာတိုင်းမှာယေရှုချီးမွမ်းတတ်တဲ့နှလုံးသားရှိခြင်းကအလုံးမကောင်းမွန်တဲ့အရာဖြစ်တယ်။အဲ့လိုဘုရားကိုအစဉ်အမြဲချီးမွမ်းပြီးတော့မှနော်ကြုံတွေ့လာတဲ့အရာတွေပေါ်မှာကျွန်တော်တို့မကြေမနပ်မှုတွေနဲ့တုံ့ပြန်မှုတွေနဲ့မသွားဘဲနဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်တဲ့နှလုံးသားနဲ့ချီးမွမ်းလိုက်ပါကျွန်တော်တို့ဘဝမှာလည်းအခက်အခဲတွေပြဿနာတွေဒုက္ခတွေမကြုံရအောင်မို့အများကြီးကြုံရဒါပေမဲ့ဒီလိုကြုံတွေ့တဲ့အရာတွေပေါ်မှာနော်ကျွန်တော်တို့စိတ်ဓာတ်ကြပြီးထိုင်ပြီးတော့မှမှိုင်တွေနေဖို့မဟုတ်ပဲနဲ့ကြုံတွေ့ရတဲ့အရာတွေပေါ်မှာကျေးဇူးချီးမွမ်းပါအဲ့လိုကြုံတွေ့ရတဲ့အရာတွေပေါ်မှာကျေးဇူးချီးမွမ်းဒီမှာကျေးဇူးချီးမွမ်းလော့ဆိုတော့မှအမိန့်တော်ပေးတာနော်အဲ့လိုကျေးဇူးချီးမွမ်းလိုက်တဲ့နောက်မှာနမိတ်လက္ခဏာတွေပေါ်လာတယ်အော်စရာကောင်းတဲ့ဘုရားသခင်ရဲ့လှုပ်ဆောင်မှုတွေပေါ်လာဒါကြောင့်ဘုရားသားသမီးတွေကနော်လျှို့ဝှက်ချက်ကိုသိရဘုရားသခင်ရဲ့လျှို့ဝှက်ချက်ဘုရားသခင်ကြိုက်နေတဲ့လျှို့ဝှက်ချက်ကိုကျွန်တော်တို့မသိတဲ့အခါမှာကျွန်တော်တို့မိမိရဲ့စိတ်ခံစားချက်တွေမကျေနပ်မှုတွေဒီအရာတွေနဲ့ပဲတုံ့ပြန်တဲ့အခါမှာပိုဆိုးတာကကောင်းကြီးမင်္ဂလာတွေအကုန်ပိတ်ကုန်နော်ဒါကြောင့်ဘုရားရဲ့ plan ဘုရားရဲ့စိတ်နဲ့စိတ်ထားဘုရားသခင်ကိုဒါဝိမင်းကြီးကအမြဲချီးမွမ်းတယ်ဒါကြောင့်သူ့ကိုဘုရားစိတ်နဲ့ထိတွေ့တဲ့သူဘာကြောင့်လဲဆိုတော့အခြေအနေအရရဘလို့ပဲရင်ဆိုင်ကြုံတွေ့နေလို့စေဘုရားသခင်နဲ့သူကျွမ်းဝင်တယ်ဘုရားကိုချီးမွမ်းတယ်ရန်သူတွေနော်ဒီမျိုးစုံနဲ့ပြစ်တင်ခရရှုပ်ချတိုက်ခိုက်တဲ့အခက်အခဲတွေကြားထဲမှာသူဘာလုပ်လဲဘုရားသခင်ကိုပဲချီးမွမ်းတယ်အဲ့လိုဘုရားကိုချီးမွမ်းတဲ့သူချီးမွမ်းတဲ့သူရဲ့မိသားစုဘာတွေဖြစ်လာမလဲအကြောင်းမူကားတဲ့သင်ဤတကားကန့်လန့်ကိုခိုင်မာစေ၍သင်ဤအထဲမှာသားသမီးများကိုကောင်းချီးပေးတော်မူ၏ခဏကျွန်တော်တို့ရဲ့ဘဝအသက်တာခိုင်ခန့်မှုကိုဘုရားသခင်ပြင်ဆင်ပေးတယ်နော်အိမ်တကားတွေလှုပ်ဆောင်တဲ့အိမ်တကားလို့ပြောတဲ့အခါမှာမိမိရဲ့လုပ်ငန်းကိုင်ငန်းစီးပွားရေးမိသားစုအတိုင်းဝိုင်းလှုပ်ဆောင်မှု ministry အရာအားလုံးကခိုင်ခန့်မှုရှိတာပြီးလို့ရှိရင်သားသမီးတွေကိုလည်းဘုရားသခင်ကကောင်းကြီးပေးတယ်ဟာလေလုယာအော်ချီးမွမ်းခြင်းရဲ့နောက်ွယ်မှာကျွန်တော်တို့အံ့ဩစရာကောင်းတဲ့နမိတ်လက္ခဏာတွေပေါ်လာတယ်အံ့ဩစရာကောင်းတဲ့ကောင်းကြီးမင်္ဂလာတွေပေါ်လာတယ်နော်သားသမီးတွေကိုကောင်းကြီးပေးတာနဲ့မကဘူးတဲ့သင်ဤပြည်စွန်းပြည်နားမှာအမှုအရေးကိုငြိမ်းစေ၍အကောင်းဆုံးသောစပါးနဲ့သင်ကိုဝစွာကျွေးတော်မူ၏ဟာလေလုယာမိမိနေတဲ့နေရာဒေသအသီးသီးမှာလည်းဘုရားသခင်ကဘာလုပ်ပြီးလဲပြည်တဲ့မိမိနေတဲ့နေရာဒေသအတိုင်းဝိုင်းမှာကိုကဘုရားသခင်ကပေါ်များကျွယ်ဝစွာကောင်းကြီးမင်္ဂလာတွေပေးတယ်ဒီအရာတွေမကြုံတွေ့ခင်မှာအရှိဆုံးမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အရာရာတိုင်းမှာကျေနပ်တိုက်ရမယ်အရာရာတိုင်းမှာကျွန်တော်တို့ချီးမွမ်းတိုက်ရမယ်အရာရာတိုင်းမှာဘုရားကိုကောင်းကြီးပေးတတ်ဘုရားသခင်ဒီလိုအချိန်တွေဒီလိုကြုံတွေ့ရတဲ့အရာတွေပေါ်မှာကိုယ်တော်ကိုချီးမွမ်းပါတယ်ကိုယ်တော်၏နာမတော်ကောင်းကြီးပေးပါကျွန်တော်တို့ဒီလိုကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ်မှာကျေးဇူးချီးမွမ်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့သင်ပုံမှန်ဘုရားသခင်ကိုချီးမွမ်းကြည့်ပါ
အဲ့ဒီချီးမွမ်းခြင်းနောက်ဆက်တွဲမှာသင်ကိုဘုရားသခင်ကောင်းကြီးပေးမယ်သင်မိသားစုကိုဘုရားသခင်ကောင်းကြီးပေးမယ်သင်ကိုခိုင်ခန့်စေမယ်သင်ရဲ့ပြည်သင်နေတဲ့တိုင်းပြည်သင်လုပ်တဲ့လုပ်ငန်းကိုင်ငန်းနော်အရာအားလုံးကိုအကောင်းဆုံးသောစပါးတဲ့စပါးတော်မှာအညံ့စပါးမဟုတ်အကောင်းဆုံးသောစပါးနဲ့သင်ကိုဝါဆိုကြွေးတော်မူဟာလေလုယာဒါဘုရားရဲ့လျှို့ဝှက်ချက်တွေဖြစ်တယ်နော်ဒီလျှို့ဝှက်ချက်ကိုသင်သိလို့ရှိရင်သင်သက်တာထဲမှာနေ့စဉ်အသက်ရှင်ရှောင်လန်းတဲ့အခါမှာကြုံတွေ့လာတဲ့အရာတိုင်းမှာသင်ကျေးဇူးချီးမွမ်းခြင်းနဲ့သွားပါနော်ဒါတွေသင်ခံစားရမှာဖြစ်တယ်ရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ